အီရန်နိုင်ငံရဲ့အမြင့်ဆုံးခေါင်းဆောင်ဟောင်းအာရာဒိုလာအာလီခါမေနီရဲ့နာရီအခမ်းအနားမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုတတ်လိုက်ပြီးလက်စားချေဖို့အီရန်မှာထောက်ခံသူတချို့ကကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။တီဟီရန်မြို့ရှိအီမာခိုမီနီမိုဆာလာဗလီကြီးမှာဇူလိုင်လ9ရက်ကပြုလုပ်ခဲ့တဲ့နာရီဝတ်ပြုဆုတောင်းပွဲတွင်လူအုပ်ကြီးကလက်စားချေမယ်ငါတို့ရဲ့ခေါင်းဆောင်ကိုတတ်ခဲ့သူကိုပြန်တတ်မယ်ဆိုတဲ့ကြွေးကြော်သံတွေအော်ဟစ်ခဲ့ကြပါတယ်။အခမ်းအနားတက်ရောက်သူတချို့ကအမေရိကန်ကြဆုံးပါစေအစ္စရေးကြဆုံးပါစေလို့ကြွေးကြော်ခဲ့ကြသလိုလက်စားချေတာကိုကိုစားပြုတဲ့အနီရောင်အလံတွေကိုလည်းဝှေ့ယမ်းခဲ့ကြပါတယ်။အီရန်မှာထောက်ခံသူတချို့ကတော့ထရန့်ကိုလုံခြံတက်ဖြတ်ဖို့အထိတိုက်ရိုက်တောင်းဆိုခဲ့ကြပါတယ်။ဇူလိုင်လ6ရက်ကတီဟီရန်မြို့အတွင်းပြုလုပ်တဲ့နာရေးလှည့်လည်ပွဲမှာလည်းထရန့်နဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကိုတပ်ဖြစ်ဖို့တောင်းဆိုထားတဲ့ဆိုင်းဘုတ်တွေတွေ့ရပြီးထရန့်ရဲ့ပုံတူရုပ်ကိုကြိုးပေးထားတဲ့တရုတ်ပုံမှုလည်းပါဝင်ခဲ့ပါတယ်။အသက်86နှစ်ရှိခါမီနီဟာဖေဖော်ဝါရီလ28ရက်ကအမေရိကန်နဲ့အစ္စရေးတို့စတင်တိုက်ခိုက်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းသူ့ရဲ့မိသားစုဝင်တချို့နဲ့အတူတေဆုံးခဲ့တာပါ။စစ်ပွဲကြောင့်ရွှေ့ဆိုင်းထားခဲ့တဲ့သူ့ရဲ့နာရီအစီအစဉ်တွေကိုဇူလိုင်လဆန်းမှာစတင်ပြုလုပ်ခဲ့ပြီးဇူလိုင်လ9ရက်မှာမက်ရှ်ဟတ်မြို့ရှိအီမန်ရီဇာပိတ်မှန်မှာမြုပ်နှံဖို့စီစဉ်ထားပါတယ်။